မျိုးကြီးတွေရဲ့ဘာသာစကားလွှမ်းမိုးခံနေရတဲ့ကရင်တိုင်းသားတွေမိမိရဲ့သမိုင်းကြောင်းမသိသေးတဲ့ကရင်တိုင်းသားတွေမိရဲ့စာပေဘာသာစကားကိုမလေ့လာမသိရသေးတဲ့ကရင်တိုင်းသားတွေကိုရွယ်ပြောကြားချင်ပါတယ်အခုလိုမြန်မာစကားပြောရတဲ့ရွယ်ချက်ကတော့မိမိကိုယ်ကိုကရင်တိုင်းသားလို့သတ်မှတ်ထားပေမဲ့ကရင်ဘာသာစကားကိုကြွကြွကြည်နားမလည်တဲ့သူတွေအတွက်ရွယ်ပြီးတော့ပြောကြားခြင်းဖြစ်ပါတယ်မြန်မာပြည်တွင်ပြည်ပမှာနေထိုင်တဲ့ကရင်တိုင်းသားတွေလူမျိုးကြီးတွေရဲ့ဘာသာစကားအလွယ်တကူလုံးမခံရအောင်မိမိရဲ့လူမျိုးပြောင်းကွယ်မသွားအောင်တခြားသူတွေနဲ့ရီမောင်တန်းနိုင်အောင်မိရဲ့စာပေဘာသာစကားရည်ချင်းမှုတွေကိုကာကွယ်ထိန်းသိမ်းစောင့်သင့်တယ်ပြီးတော့ပို့ပြီးတော့လိလာတင်ယူသင့်တယ်လိလာတွေ့ရှိချက်အရမြန်မာတရားစုကလေးကမြန်မာနိုင်ငံတွင်ဝင်ရောက်လာတဲ့ပြည်လူမျိုးတွေအားဆိုရင်သူရဲ့ဘာသာစကားရည်ချင်းမှုတွေကိုမထိန်သိမ်းမဆက်စောက်တဲ့အတွက်ကြောင့်တို့ဒီတစ်မျိုးလုံးရှေ့ရာစုမှာပဲပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီအတွက်မိတို့ကရင်တိုင်းသားလူမျိုးတွေလည်းပဲမိတို့ရဲ့ဘာသာစကားရည်ချင်းမှုသမိုင်းတွေကိုမကာကွယ်မထိန်သိမ်းမဆက်စောက်ဘူးဆိုရင်ပြည်လူမျိုးတွေလူမျိုးပဲတနေ့ကျရင်ပျောက်ကွယ်သွားနိုင်တယ်ဘာသာပြောင်းနေလူမျိုးပြောင်းပြီးစကားပုံအတိုင်းမိတို့ရဲ့ဘာသာစကားရည်ချင်းမှုတွေကိုမလေ့လာမသိယူဘူးဆိုရင်မျိုးဆက်တွေမှာလည်းတို့ရဲ့ဘာသာစကားရည်ချင်းမှုဘာသာစကားတွေကိုမလေ့လာမသိရတဲ့အတွက်ကြောင့်အခြားလူမျိုးကြီးတွေရဲ့လွန်မှုမှုကိုခံရနိုင်ခြင်းရှိတယ်။အဲဒါကြောင့်မို့လူကြီးမိဘတွေကိုတိုက်တွန်းချင်တာကတော့မိရဲ့မျိုးဆက်တစ်ဆက်ကိုယ့်ရဲ့စာပေရည်ချင်းမှုတွေကိုပိုပြီးလေ့လာဖို့တိုက်တွန်းစေချင်ပါတယ်။